ဂျပန်ကုမ္ပဏီတွေရဲ့အင်တာဗျူးကိုအောင်ဘယ်လိုဖြစ်မလဲဒီဗီဒီယိုမှာအချက်2ချက်ထဲနဲ့တူတူနဲ့လိုရင်းရှင်းပြပေးမယ်ဆိုတော့အဆုံးထိချက်လိုက်ကြည့်ပေးပါဂျပန်နိုင်ငံကုမ္ပဏီကြီးရဲ့အင်တာဗျူးဖြေတဲ့အခါမှာဗျအားလုံးတော်တော်များများခက်တယ်လို့ထင်တယ်ဒါပေမဲ့တကယ်တမ်းဒီအချက်2ချက်ကိုသိထားရင်အင်တာဗျူးအောင်ဖို့90%လုံးသိကြတယ်ဆိုတော့ပြောပြပေးမယ်ဗျပထမဆုံးအချက်ကကြတော့နံပါတ်1 Daiichi Insho ရဲ့နံပါတ်1အချက်ကဂျီကိုဂျီရှင်ကအာရုကတိုကမင်းအင်တာဗျူးခန်းထဲကိုဝင်လာပြီဆိုရင်အင်တာဗျူးကမင်းကိုမင်းကနေဘာမှမမေးရသေးဘူးမင်းရဲ့မျက်နှာဒီဟျောကြောပေါ့နော်မျက်နှာအနေထားလောက်ပုံကိုင်ပုံတောက်ပုံလာပုံနဲ့ပတ်သက်ပြီးကြည့်ပြီးတော့မင်းကိုဟျောကလောက်နေတာအမှတ်ပေးနေတာဆိုတော့မင်းက confidence ရှိတဲ့သူလားမရှိတဲ့သူလားဆိုတော့နံပါတ်1အချက်အနေနဲ့သူတို့ကအမှတ်ပေးမှာဂျီကိုဂျီရှင်ကအာရုကတိုကဆိုတဲ့ပတ်သက်ပြီးဒီ confidence ရှိလားမရှိလားဆိုတာကိုနံပါတ်1အနေနဲ့ကြည့်ပါဆိုတော့မင်း confidence ရှိဝင်သွားဖို့လိုတယ်အင်တာဗျူးခန်းထဲကိုဆိုတော့အဲ့လို confidence ရှိအောင်လည်းကိုကဂျွန်ဘီတွေအများကြီးလောက်သွားမှာပေါ့လေဒီ interview နဲ့ဆိုင်တဲ့မေးခွန်းတွေ system တွေအများကြီးလေ့လာသွားမယ်ဘယ်နာမေးရင်ဘယ်လိုမျိုးဖြေမယ်ဆိုတော့ဂျွန်ဘီတွေအများကြီးလောက်သွားမယ်ဆိုရင်ဒီကြောင် confidence ရှိနဲ့ဝင်သွားနိုင်ပါမယ်ဆိုတော့နံပါတ်2အချက်ကမီတာရှိနာမီလို့ခေါ်တယ်မီတာရှိနာမီဆိုတာကဝတ်စားသွင်ပြင်ဆိုတော့အဝတ်အစားကိုအသွင်ပြင်ကိုပြောချင်တာပထမဆုံးအသွင်ပြင်နေနဲ့ယောက်ျားလေးဆိုရင်သပင်ကိုတိုးတိုးတသက်ရက်ဒီဖြီးလိမ့်ဝါအကောင်းတယ်ရှည်တဲ့သူဆိုရင်လည်းတသက်ရက်ဖြစ်အောင်လုပ်သွားမြင်လိုက်တာနဲ့တန့်နေဆိုတဲ့ပုံစံမျိုးဖြစ်နေရမယ်မိန်းကလေးဆိုရင်လည်းဒီနေရွက်ပေါ်နေတဲ့အနေအထားမျိုးဖြစ်အောင်စီးသွားရမယ်ဒီယောက်ျားလေးဆိုပြီးရင်ဒီမုတ်စိတ်ဝင်နှခမ်းမလေးတွေကလုံးဝပြောင်းနေအောင်ရိုက်သွားတာကောင်းတယ်ပြီးဒီအဝတ်စားအင်ဂျီဆိုရင်တစ်ဖို့မလိုဘူးတန့်နေဖို့လိုတယ်မြင်လိုက်တာနဲ့တကွေးတန်ရှင်းကိုအလေးထားတယ်စိတ်ကိစ္စကိုအလေးထားတယ်ဆိုတဲ့သူမျိုးဖြစ်ရမယ်အဲ့ဆိုဂျပန်တွေကကြတော့ဒီကိုယ့်ရဲ့ဒီအလုံးစပွဲတို့အဝတ်စားစင်ပေါ့တကွေးတန်ရှင်းကိုအလေးထားတဲ့လူကရှီကိုတုံးတေခီရိုဟီတိုအလုံးလဲလုံးနိုင်တဲ့အလုံးလုံးတက်တဲ့လူမျိုးဆိုပြီးတော့အဲ့လိုမျိုးစဉ်းစားဖို့ရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့တကွေးတန်ရှင်းကိုအလေးထားတဲ့ပုံစံမျိုးပတ်ဖို့အရေးကြီးတယ်နံပါတ်3အချက်ကမန်စစ်စမာနာဆိုတော့ဒါလူတိုင်းသိပါတယ်ဒီမန်စစ်စခန်းနဲ့ news စစ်ကြီးမှာဘယ်လိုမာနာရှိတယ်တိုင်းစစ်ကြီးမှာဘယ်လိုမာနာရှိတယ်ဒီမန်စစ်တို့ချူမှာဘယ်လိုမာနာရှိတယ်စသဖြင့်ဒါရဲ့ကြောင့် internet မှာရိုက်ရှာလိုက်မန်စစ်မာနာဆိုပြီးရိုက်ရှာလိုက်ရင်အကုန်ထွက်လာမှာဆိုတော့ဒါတွေကိုလည်းချိုးပြီးလေ့လာပြီးသွားရမယ်ဆိုတော့ဒါနံပါတ်1 Daiichi Insho နဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်3ချက်ဒီအချက်3ချက်ကိုသေချာလုပ်မယ်ဆိုရင် Daiichi Insho ကဘာချီယာခု%တော့ဆိုတော့နံပါတ်2ကဘာလဲဆိုရင်